ညနေပိုင်းချိန်တွင်လူမိသားစုရဲ့အိမ်တော်ကိုနေတန်းကယာယီခြေစိုက်စခန်းအဖြစ်အသုံးပြုထားပါတယ်။နေတန်းကတောင်နောက်ဘက်ကကြောက်ဆောင်ဆုံးမှာရက်နေပြီးအောက်ဘက်မှာတစ်ဖြက်ဖြက်တောက်ပနေတဲ့မြို့တော်ကြီးကိုငုံကြည့်နေပါတယ်။စရီနာကသူ့ရဲ့ပခုံးပေါ်ကိုကုတ်အင်ကြီးတစ်ထဲခြုံပေးလိုက်ပါတယ်။ရှင်ဘာတွေတွေးနေတာလဲ။ရှင်ရဲ့လက်စားချင်မှုကပြီးဆုံးသွားပြီပဲ။ရှင်မပျော်ဘူးလားလို့သူမကမေးပါတယ်။နေတန်းကခေါင်းခါလိုက်ပြီးသူမရဲ့လက်ကိုဆုပ်ကိုင်လိုက်ပါတယ်။လူမိသားစုကတော့ပြိုလဲသွားပါပြီ။ဒါပေမဲ့အားလုံးပြီးဆုံးသွားတာတော့မဟုတ်သေးပါဘူး။ဟိုဇီဝလက်နက်ကြီးတိုင်းရန်ဆိုတာကအဖွဲ့အစည်းရဲ့လက်ချက်ပဲဖြစ်ပါတယ်။ပြီးတော့ဒါကလည်းနေတန်းကမက်ဂနက်စီကနေသူပြန်လဲသိမ်းဆည်းခဲ့တဲ့အနက်ရောင်အယုတ်ခရာလေးကိုထုတ်ပြလိုက်ပါတယ်။သူ့ရဲ့မျက်လုံးတွေကတီကြီးလေးနဲ့နေပါတယ်။ဒီခရာကိုကဘာပေါ်မှာရှိတဲ့အရာတစ်ခုခုနဲ့ပြုလုပ်ထားတာမဟုတ်ပါဘူး။ဒါကအဆင့်မြင့်နယ်ပယ်တစ်ခုကတက်ရှိရဲ့အယုံနဲ့ထွင်းထူထားတာဖြစ်ပါတယ်။ဒါကစနစ်ကတော့အပြည့်အဝမစစ်ဆေးနိုင်တဲ့စွမ်းရည်မျိုးစားတစ်ခုပါဝင်နေပါတယ်။ကဘာမြေရဲ့ဒီနေရာပြအမှတ်တွေကဖော်ထုတ်ခံလိုက်ရပြီလို့စနစ်ကကျွန်တော်ကိုတတိပေးထားပါတယ်လို့သူကဆိုပါတယ်။စရီနာကအံ့ဩသွားပြီးဘသူတွေစီကိုဖော်ထုတ်ခံလိုက်ရတာလဲလို့မေးပါတယ်။နေတန်းကကြေပြောလာတဲ့ကြေတာရာကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါတယ်။တကယ်အမဲလိုက်တရဝါရီစီကိုပေါ့လို့သူကပြောလိုက်တဲ့အချိန်မှာပဲနေတန်းရဲ့စိတ်ထဲကစနစ်စီကနေအရင်ကထပ်ပိုပြီးပြင်းထန်တဲ့တတိပေးတန်ကြီးထွက်ပေါ်လာပါတယ်။တတိပေးချက်နေပယ်အတားဆီးပျက်စီးသွားတာကိုစစ်ဆေးတွေ့ရှိပါတယ်။အနက်ဆိုင်ဆုံးနေပယ်မှစွမ်းရည်များကျူးကျော်ဝင်ရောက်လာတာကိုအတည်ပြုပါတယ်။ဒီနေရာကတော့ပစိဖိတ်သမုဒ္ဒရာရဲ့အလဲပကူဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ဒီနေပယ်ရဲ့အချုပ်ချာအမာခံကိုသိမ်းပိုက်ဖို့ဖြစ်ပါတယ်လို့ဆိုပါတယ်။နေတန်းရဲ့မျက်ဝန်းတွေထဲမှာရွှေရောင်အချက်လက်တွေကရှုပ်ထွေးစွာစီးဆင်းနေပါတယ်။သူကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးသူ့လက်ထဲကအယုတ်ခရာကိုချေမောပစ်လိုက်ပါတယ်။နားနေဖို့အချိန်မရှိတော့ဘူး။စရီနာနဂါတက်ကိုပြောလိုက်ပါ။အရေးစစ်တီတော်တွေကိုအပြည့်အဝပြင်ဆင်ထားခိုင်းပြီးစကိုင်းဖော်စစ်တင်မောရဲ့လက်နက်စနစ်တွေအားလုံးကိုအစင်သစ်လုပ်ထားခိုင်းလိုက်ပါကျွန်တော်တို့ပစိဖိတ်သမုဒ္ဒရာကိုသွားကြမယ်အဝေးကြီးကနေလာကြတဲ့ဧည့်သည်ချို့ရှိနေပါတယ်သူတို့ကိုတေချာအခန့်ပေးရမှာပေါ့လို့သူကဆိုပါတယ်ပစိဖိတ်သမုဒ္ဒရာရဲ့အလဲဘိုးကဘာပေါ်မှာအဝေးလံဆုံးပင်လယ်ပြင်ဖြစ်ပြီးအာကာသယာဉ်တင်ချိုင်းလို့လူသိများတဲ့ပွိုင်းမီမှုနေရာမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့တေမင်းတမန်ပင်လယ်ပြင်လို့ခေါ်တဲ့ဒီနေရာဟာငရဲမီတွေလိုစူပွက်နေပါတယ်အထက်ပေ60တူညအကွာမှာတော့နက်မောင်နဲ့စကိုင်းဖော်စစ်တင်မောကြီးဟာကိုပြောက်စနစ်ကိုအသုံးပြုပြီးတိမ်တိုက်တွေကြားမှာပြန်တန်းနေပါတယ်မောင်းနေကန်ထဲမှာတော့နေတန်းကသုံးဖက်မြင်ပုံရိပ်ရောင်ပြကွက်ရှိမှရက်ပြီးအောက်ကပင်လယ်ပြင်ကိုငုံကြည့်နေပါတယ်။သူ့ဘေးမှာတော့စရီနာကခန္ဓာကိုယ်နဲ့ကဲ့ရဲ့နေတဲ့နည်းပညာမြင့်တိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင်ထားပါတယ်။နေတန်းရဲ့အံ့ဖွယ်ဆက်ဆောင်မှုတွေအားလုံးကိုမြင်တွေ့ခဲ့မှုပေမဲ့အခုပုံရိပ်ရောင်ပြကွက်ပေါ်ကအချက်လက်တွေကသူမကိုကြောက်လန့်တုန်လှုပ်စေပါတယ်။ဒါကဘာကြီးလဲ။ဒါကမြို့တော်ကြီးတစ်ခုလုံးလားလို့စရီနာကအပူချိန်ပြနေတဲ့အချက်လက်တွေကိုလက်ညှိုးထိုးပြီးမေးပါတယ်။ပွိုင်းနီမိုရဲ့အောက်မီတာ3တူညအကွာမှာထူးဆန်းတဲ့အစိမ်းရောင်အလင်းတွေထွက်ပေါ်နေတဲ့ကြီးမားလာတဲ့ပီရာမစ်ပုံသဏ္ဍာန်အဆောက်အုံကြီးကပင်လယ်ကျမ်းပြင်မှာတည်ရှိနေတာကိုပြကွက်မှာမြင်တွေ့နေရပါတယ်။ဒါဟာမြို့ဝမြို့ထက်တောင်ပိုပြီးကြီးမားလာပါတယ်။ရေငုပ်တင်မောတွေနဲ့ရေအောက်ဆက်ရုပ်တွေအမြောက်များကချွေရွက်စိတ်တွေလိုအဲ့ဒီအနီးနားမှာလှုပ်ရှားနေကြပါတယ်။ဒါကတော့အနောက်နိုင်ငံကလှုပ်ဝက်အဖွဲ့အစည်းရဲ့တကယ်ဌာနချုပ်ဖြစ်တဲ့အတ္တလန်တခန်းတက်ကြီးဖြစ်ပါတယ်။သူတို့ကတော်တော်လေးနက်နက်ရှိုင်းပုံနေကြတာပဲလို့နေတန်းကကြီးမားတဲ့ပီရာမစ်ကြီးကိုကြည့်ပြီးပြောလိုက်ပါတယ်။စနစ်ရဲ့စစ်ဆေးချက်အရဒီအခြေစိုက်စခန်းရဲ့စွမ်းအင်ဗဟိုချက်ကအဆင့်မြင့်နယ်ပယ်တစ်ခုနဲ့ချိတ်ဆက်ဖို့လှုံ့ဆော်နေပါတယ်။သူတို့ကတခုခုကိုစင့်ခေါ်နေကြတာဖြစ်ပါတယ်။ဘာကိုစင့်ခေါ်နေတာလဲလို့သူမကမေးပါတယ်။တိုင်းရန်ဆိုတာကအဆောင်ခွေးတစ်ကောင်ပဲရှိပါသေးတယ်။အခုသူတို့စင့်ခေါ်နေတာကအဲ့ဒီခွေးရဲ့တခင်ကိုဖြစ်ပါတယ်လို့သူကပြန်ပြောပါတယ်။အဲ့ဒီအချိန်မှာပဲနဂါးတစ်ရဲ့အတန်ကအာယုံကျော်ဆက်သွယ်မှုကနေတဆင့်ထွက်ပေါ်လာပါတယ်။တခင်သူတို့ကျွန်တော်တို့ကိုတွေ့သွားပါပြီ။ပင်လယ်ပြင်ကာကွယ်ရေးစနစ်တွေကစတင်တိုက်ခိုက်နေပါပြီလို့ဆိုပါတယ်။သူပြောလို့မဆုံးခင်မှာပဲငြိမ်သက်နေတဲ့ပင်လယ်ပြင်ကပြင်းထန်စွာပောက်ကွဲထွက်လာပြီးရေပြင်ကြီးနှစ်ချမ်းကွဲသွားပါတယ်။ပေ30ကျော်ကျဲတဲ့ကြီးမားလာတဲ့တံမဏိတိုင်ကြီး10နှစ်တိုင်ကပင်လယ်ထဲကနေထိုးထွက်လာပြီးကောင်းကင်ရန်စီကိုဦးတည်လာပါတယ်။ဆူရှာတောက်ပလာတဲ့စွမ်းရည်မြင့်အမုံလင်းတန်းတွေကတေမင်းတမန်ပိုက်ကုတ်တစ်ခုလိုရှက်နွယ်သွားပြီးတိမ်တိုက်ထဲမှာပုံနေတဲ့စကိုင်းဖော်စစ်တင်မောကိုချက်ချင်းပဲပြစ်မှတ်ထားလိုက်ပါတယ်။တတိပေးချက်စွမ်းရည်မြင့်တိုက်ခိုက်မှုကိုစစ်ဆေးတွေ့ရှိပါတယ်။စွမ်းရည်ပမာဏကတော့နျူကလ িয়ার အဆင့်ရှိပါတယ်လို့ဆိုပါတယ်။စစ်တင်မောရဲ့အလိုလျောက်စနစ်ကအော်ဟစ်တတိပေးနေပါတယ်။နောက်ဆုံးတော့ထွက်လာကြပြီပေါ့လို့နေတန်းကပြောလိုက်ပါတယ်။သူတို့ကကြေတာယာစစ်ပွဲတွေလိုကစားကျင်နေဆိုရင်တော့တခြားနယ်ပယ်ကတကယ်တိုက်ခိုက်မှုဆိုတာဘယ်လိုမျိုးလဲဆိုတာကျွန်တော်ပြလိုက်ပါမယ်။စနစ်ကျိုးပတ်လမ်းကြောင်းရှိအမြောက်ဖျားသခင်ရဲ့မျက်လုံးကိုအသုံးပြုမယ်လို့သူကအမိန့်ပေးပါတယ်။တကြိမ်စာစမ်းသပ်မှုအတွက်ငွေကြေးကိုဖျက်တောက်လိုက်ပြီးကောင်းကင်ရန်လက်နက်ကြီးကအစင်သင့်ဖြစ်သွားပါတယ်။နေတန်းကသူ့လက်ကိုမြှောက်လိုက်ပြီးအောက်ကပင်လယ်ပြင်စီကိုညှင်းသားစွာနှိမ့်ချလိုက်ပါတယ်။ဖျားသခင်ကအလင်းဖြစ်စေလို့မိန့်ကြားခဲ့တယ်လို့ပါပဲ။မိုင်ပေါင်း2000အကွာကဂျိုးပတ်လမ်းကြောင်းပေါ်မှာမိုးလေဝသဂျိုးတုအဖြစ်ဟန်ဆောင်ထားတဲ့ကြီးမားလာတဲ့တန်ဆတင်လက်နက်စင်မြင့်ကြီးကသူ့ရဲ့ဦးတည်ချက်ကိုပြောင်းလဲလိုက်ပါတယ်။ပေနှစ်ဆက်ရှိပြီးတန်ချိန်များစွာလေးလံတဲ့တန်ဆတင်ချောင်းကြီးကအတန်ထက်အစ20မြန်တဲ့နှုန်းနဲ့ကဘာမြေစီကိုပြစ်လွတ်လိုက်ပါတယ်။လေထုကြီးကကွဲအပ်သွားပါတယ်။ပုတ်တိုက်မှုကြောင့်အဲ့ဒီချောင်းကြီးကကျဆင်းလာတဲ့နေမင်းကြီးတစ်ခုလိုပူပြင်းတောက်ပလာပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲပစိဖိတ်သမုဒ္ဒရာမျက်နှာပြင်ပေါ်မှာရှိနေတဲ့တေမင်းတမန်အလင်းတန်းတွေထုတ်လွှတ်နေတဲ့တိုင်ကြီး10နှစ်တိုင်နဲ့ပတ်ဝန်းကျင်10ကီလိုမီတာအတွင်းကပင်လယ်ပြင်ဟာကောင်းကင်ကကျလာတဲ့ဖြက်စီးခြင်းအလင်းတိုင်ကြီးကြောင့်ချက်ချင်းပဲအငွေ့ပြန်သွားပါတယ်။ပြင်းထန်လာတဲ့တုန်ခါမှုလိုင်းတွေကမိုင်ပေါင်းရာနဲ့ချီအကွာမှာရှိတဲ့သူတွေရဲ့နားစီတွေကိုတောင်ကွဲအပ်စေပါတယ်။ပေ300မြင့်တဲ့ဆူနာမီလှိုင်းကြီးတွေကအရက်ရက်ကိုပြန့်နှံ့သွားပြီးရေအောက်ကအတ္တလန်တခန်းတက်ကြီးရဲ့စွမ်းရည်အကာအကွယ်ဟာလည်းပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်မုန်တိုင်းတွေကဖျောင်းနိုင်ပြီလို့တစ်ဖြက်ဖြက်နဲ့ငြိမ်းလူနီးပါးဖြစ်သွားပါတယ်။ခန်းတက်ရဲ့အတွင်းပိုင်းအဓိကကောင်စီခန်းမဆောင်ကြီးထဲမှာဖြစ်ပါတယ်။ဒီခန်းမကြီးကအလွန်ကိုကြီးမားလာပါတယ်။
နေရန်တွေပေါ်မှာတော့ရှေးဟောင်းနတ်ဖျားတွေရဲ့ပုံတွေကိုထွင်းထုတ်ထားပါတယ်။အနီရောင်ဝိယုံတွေဝတ်ဆင်ထားပြီးရွှေရောင်မျက်နှာဖုံးတွေတက်ထားတဲ့လူ12ယောက်ကဝိုင်းဝန်းထိုင်နေကြပါတယ်။သူတို့ကတော့အဖွဲ့အစည်းရဲ့အမြင့်ဆုံးအာဏာပိုင်တွေဖြစ်တဲ့အမန်တရားရဲ့12ဦးဖြစ်ကြပါတယ်။ကမ္ဘာငွေကြေးဈေးကွက်စစ်ပွဲတွေနဲ့ကက်ယောဂတွေကိုနောက်ွယ်ကနေကျိုးကင်နေတဲ့ဒီလူတွေဟာအခုတော့သူတို့ပေါ်ကမျက်နှာချက်တွေပြိုကျလာတာကိုကြည့်ပြီးအရင်ကမရှိဘူးတဲ့ကြောက်ရွံ့မှုတွေနဲ့တုန်လှုပ်နေကြပါတယ်။ဖျားသခင်ရဲ့တောင်ဝေးပဲအဲ့ဒါဖျားသခင်ရဲ့တောင်ဝေးပဲလို့လူကြီးတစ်ယောက်ကအော်ဟစ်ပါတယ်။ဒါကတီအိုရီရပဲရှိနိုင်တဲ့လက်နက်လေ။နေတန်းကဒါကိုဘယ်လိုလုပ်ပြီးပိုင်ဆိုင်ထားတာလဲ။သူကအစစ်မြစ်ယဉ်ကျေးမှုတစ်ခုကလာတဲ့သူလားလို့ဆိုပါတယ်။ကျွန်တော်တို့အစီအစဉ်ကိုမြန်မြန်လုပ်ရမယ်လို့အထက်ဆုံးကထိုင်နေတဲ့ခေါင်းဆောင်ကြီးကအရှရှအတန်နဲ့ပြောပါတယ်။သူ့ရဲ့မျက်နှာဖုံးအောက်မှာတော့သူ့မျက်နှာရဲ့တဝက်ကပုတ်ပွားနေပြီးအနက်ရောင်လက်တွေကတွန့်လိန်နေပါတယ်။အနက်ဆိုင်ဆုံးနယ်ပယ်ရဲ့အရှင်သခင်ကိုစင့်ခေါ်နိုင်မှသာကျွန်တော်တို့အသက်ရှင်နိုင်မှာဖြစ်ပါတယ်။တစ်ကမ္ဘာလုံးကိုစတေးရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ထာဝရအသက်ရှင်ခြင်းကိုထိန်းသိမ်းရပါမယ်။စတေးမှုကိုစတင်ကြဆိုလို့ဆိုပါတယ်။လူကြီး12ယောက်စလုံးကသူတို့ရဲ့လက်ကောက်ဝတ်တွေကိုတပြိုင်နက်လှိဖြတ်လိုက်ပြီးစပွဲအလဲကအနက်ရောင်ဝဲကရက်ထဲကိုသွေးတွေစီးဆင်းစေပါတယ်။သွေးတွေဝင်သွားတာနဲ့အမျှအဲ့ဒီဝဲကရက်ကပူပြီးမြင်မြန်လဲပက်လာပါတယ်။ရုံရှာဖွယ်ကောင်းလာတဲ့မကောင်းဆိုးဝါးစွမ်းရည်လိုင်းတစ်ခုကထွက်ပေါ်လာပြီးခံတက်နေရန်တွေကိုဖောက်ထွက်ကရင်းမြစ်တဲ့ပြင်စီကိုဥတီသွားပါတယ်။ပင်လယ်ပြင်အထက်မှာတော့နေတန်းကနှာခေါင်းကိုရှုံးလိုက်ပါတယ်။တကယ်ကိုယုံစရာကောင်းပါတယ်။သူခံစားမိပါတယ်။အောက်ခြေနက်နက်မှာအလွန်ကိုရုပ်မာတဲ့အရာတစ်ခုနိုးထလာနေပြီးအဲ့ဒီစွမ်းရည်ကကဘာမြေကမဟုတ်ပါဘူး။အဲ့ဒီအရာမှာအရာအလုံးကိုဝါမျိုးခြင်းနဲ့ငတ်မှုတွေပါဝင်နေပါတယ်။စရီနာတင်မောပေါ်မှာပဲနေခဲ့ပါ။အကာအကွယ်တွေအားလုံးကိုဖွင့်ထားပါလို့နေတန်းကစရီနာကိုလှည့်ပြောပါတယ်။နောက်ထပ်တိုက်ပွဲကတော့တော်တော်လေးဆိုးရွားနိုင်ပါတယ်။မင်းအောက်ကိုဆင်းသွားမလို့လားလို့စရီနာကသူ့လက်ကိုဆွဲပြီးမေးပါတယ်။ဒါကအရန်အနေရများပါတယ်။ရေအောက်ပေတစ်ဆက်သူ့ညအကွာမှာလေးလို့ဆိုပါတယ်။နေတန်းကသူမရဲ့နဖူးကိုညင်သာစွာနမ်းလိုက်ပါတယ်။စိတ်အေးအေးထားပါ။ကျွန်တော်မှရေနှပိုင်း3တန်ချက်ကရှိပါတယ်လို့ပြောပြီးသူကထွက်ပေါက်စီကိုရှောက်သွားကခုန်ချလိုက်ပါတယ်။စနစ်ပိုစိုက်တန်တိုက်ခိုက်ရေးတန်ချက်ကကိုအသုံးပြုမဲ့ဝစ်စုံကအစင်းသင်းဖြစ်သွားပါတယ်။သူပြုတ်ကျနေတဲ့အချိန်မှာပဲအပြာရောင်ဤပညာမြင့်တက်တုဆက်ရုပ်အစိပ်ပိုင်းတွေကနေတန်းရဲ့ခန္ဓာကိုယ်ကိုဝန်းရံသွားပြီးလှပလာတဲ့အပြာရောင်တန်ချက်ကဝစ်စုံဖြစ်ပြောင်းလဲသွားပါတယ်။သူ့လက်ထဲမှာလည်း3ခွလန်ကြီးတစ်ခုပေါ်လာပါတယ်။သူ့နောက်ကျောကအင်ဂျင်တွေကနေအပြာနုရောင်အလင်းတွေထွက်ပေါ်လာပါတယ်။နေတန်းကစူပွက်နေတဲ့ပင်လယ်ထဲကိုဒုံးကြီးတစ်ခုလိုထိုးဆင်းသွားပါတယ်။သူရေထဲကိုရောက်သွားတဲ့အခိုက်အတန့်မှာပဲပင်လယ်ရေပြင်ကဘရင်တစ်ပါးကိုဥညွတ်တလူမျိုးသူ့ဘေးမှာလမ်းပွင့်သွားပါတယ်။နေတန်းကအတန်ထက်မြန်တဲ့ဒုံးကြီးတစ်ခုထက်ပုံမြန်တဲ့နှုံနဲ့ရေအောက်ထဲကိုဆင်းသွားပါတယ်။ရှေ့မှာတော့ကြီးမားလာတဲ့ပြရမြေခန္ဓာကြီးကိုတွေးလိုက်ရပြီးအဲ့ဒီအနီးနားမှာတော့ဇီဝလက်နက်တွေတောင်းနေချီပြီးရှိနေပါတယ်။ကြီးမားလာတဲ့တိုင်းရံတွေစက်ရုပ်အစိပ်ပိုင်းတွေတက်ဆင်ထားတဲ့ငါးမန်းကြီးတွေနဲ့လူတစ်ပိုင်းရေပွဲတစ်ပိုင်းတရဝါတွေအားလုံးကသူ့စီကိုအုပ်စုလိုက်ပြေးလာကြပါတယ်။အမိုက်တွေပဲနေတန်းက3ခွလန်ကိုဝေယမ်းလိုက်ပါတယ်။အရှင်သခင်နဲ့ပဲအကျွေးမဲ့အေးတက်လို့ဆိုလိုက်တဲ့အခါမှာတော့နေတန်းကိုဗဟိုပြုပြီးပတ်ဝန်းကျင်မိတာတဲ့။သူညအတွင်းကပင်လယ်ရေတွေကခဲသွားပါတယ်။ပြေးဝင်လာတဲ့တရဝါတွေအားလုံးကပါဆက်တောင်မဟာနိုင်ခင်မှာပဲရေခဲရုပ်တုတွေလိုဖြစ်သွားကြပါတယ်။နေတန်းကတော့အရှိန်မလျှော့ပါဘူး။သူကအဲ့ဒီရေခဲရုပ်တုတွေကိုတိုက်ခွဲပြီးခံတက်ရဲ့စွမ်းရည်အကာအကွယ်ကိုအုတ်ကခဲတစ်ခုလိုဝင်တိုက်လိုက်ပါတယ်။3ခွလန်ရဲ့ထိပ်ဖျားကနေဆူရှာတဲ့ရွှေရောင်လင်းတွေထွက်ပေါ်လာပါတယ်။ဘယ်သူမှမဖျက်ဆီးနိုင်ဘူးလို့ယူဆထားတဲ့အကာအကွယ်ကဆက်ပြပူဖောင်းလေးလိုပေါက်ထွက်သွားပါတယ်။နေတန်းရဲ့အရှိန်ကသူ့ကိုအပြင်ဘက်နေရန်ကိုဖောက်ထွက်သွားစေပြီးအဓိကကောင်စီခန်းမဆောင်တဲ့ကိုရောက်သွားစေပါတယ်။ဖုံမှုတွေငြိမ်သက်သွားတဲ့အခါမှာတော့နေတန်းကအပြက်စီးတွေကြားကနေ3ခွလန်ကိုကင်ပြီးထွက်လာပါတယ်။စတေးမှုလုပ်နေကြတဲ့လူကြီး12ယောက်ဟာပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်မြေပြင်ပေါ်ကိုလွတ်ထွက်သွားကြပြီးဖုံမှုတွေပြေးကျန်နေကြပါတယ်။ဆက်လုပ်ကြပါဦးလို့နေတန်းကဆိုပါတယ်။သူကခေါင်းဆောင်ကြီးရဲ့ရွှေရောင်မျက်နှာဖုံးကိုနင်းချလိုက်တဲ့အခါမှာတော့အောက်ကယုံစရာကောင်းလာတဲ့လူမဟုတ်တဲ့မျက်နှာကြီးပေါ်လာပါတယ်။ဘာလို့ရက်လိုက်တာလဲ။မန္တန်တွေကိုမေ့သွားလို့လားလို့သူကမေးပါတယ်။ခေါင်းဆောင်ကြီးကနေတန်းကိုကြောက်လန့်တကြားစိုက်ကြည့်နေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲကနေအနက်ရောင်လက်တံတွေထွက်ပေါ်လာပြီးတိုက်ခိုက်ဖို့ကြိုးစားပါတယ်။နေတန်းက3ခွလန်နဲ့တစ်ချက်တည်းထိုးလိုက်ပြီးခေါင်းဆောင်ကြီးကိုကျမ်းပြင်မှာစိုက်ထားလိုက်ပါတယ်။ရွှေရောင်စွမ်းရည်တွေကလန်ဒန်ကနေတဆင့်စီးဆင်းသွားပါတယ်။အဲ့ဒီလက်တံတွေကအော်ဟစ်တန်တွေနဲ့အတူပြဖြစ်ပြောင်းလဲသွားပါတယ်။တေဖို့မလောပါနဲ့ဦးလို့နေတန်းကကြံတဲ့လူဆက်တယောက်ကိုကြည့်ပြီးပြောပါတယ်။ပြောစမ်းပါဦးအဲ့ဒီအနက်ဆိုင်ဆုံးနယ်ပယ်ဆိုတာကဘာလဲပြီးတော့ဘာဖြစ်လို့မင်းတို့ကအဲ့ဒီမကောင်းဆိုးဝါးကိုဒီကိုခေါ်လာတာလဲ။နောက်ကျသွားပြီးအားလုံးနောက်ကျသွားပြီးလို့လူကြီးတယောက်ကယူသွစွာရေမောရင်းစပွဲအလဲကအနက်ရောင်ဝဲခရက်ကိုလက်ညှိုးထိုးပြပါတယ်။တကားပွင့်သွားပြီးကျွန်ုပ်တို့ရဲ့အရှင်သခင်ကဒီနေရာကိုကြည့်နေပြီးမင်းတို့အားလုံးသိရမယ်။မင်းတို့အားလုံးကအရှင်သခင်အတွက်အစာတွေဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။သူပြောလို့မဆုံးခင်မှာပဲအနက်ရောင်ဝဲခရက်ကပြင်းထန်စွာကျေပြန့်လာပြီးစပွဲတစ်ခုလုံးကိုဝါမြူလိုက်ပါတယ်။ထို့နောက်မှာတော့အနက်ရောင်အလင်းတိုင်ကြီးတစ်ခုအဖြစ်ခံတက်မျက်နှာချက်ကိုဖောက်ထွက်ပြီးကောင်းကင်ရံစီကိုထိုးတက်သွားပါတယ်။လူတိုင်းရဲ့ဝိညာဉ်ကိုတုံ့လှုပ်စေတဲ့တုန်ခါမှုကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။နေတန်းကအပေါ်ကိုမောကြည့်လိုက်ပါတယ်။အနက်ရောင်အလင်းတိုင်ကြီးထဲမှာတော့အကြီးခုန်တွေနဲ့မျက်လုံးတွေပြည့်နေနေတဲ့ကြီးမားလာတဲ့လက်ကြီးတစ်ဖက်ကဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်။အဲ့ဒီလက်ကြီးကတကယ်ကိုကြီးမားလာပါတယ်။လက်ညှိုးတစ်ချောင်းနဲ့တင်ပြီး300ကျော်ရှိပါတယ်။ထို့နောက်မှာတော့ဖော်ပြလို့မရနိုင်တဲ့ဥကောင်းခွန်ကြီးတစ်ခုပေါ်လာပါတယ်။အဲ့ဒီမျက်နှာမှာပါးစပ်တွေအများကြီးပါဝင်နေပြီးပါးစပ်တိုင်းကနေအစိမ်းရောင်အဆစ်တွေစီးကျနေပါတယ်။နေတန်းရဲ့အမြင်အာရုံတစ်ခုလုံးမှာစနစ်ရဲ့အနီရောင်တတိပေးချက်တွေနဲ့ပြည့်နှက်သွားပါတယ်။ဒါဟာအဆင့်3ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။နေတန်းကအသက်ကိုပြင်းပြင်းရှူလိုက်ပါတယ်။အခုမှပဲအခြေအနေတွေကစိတ်ဝင်စားဖို့ကောင်းလာပါပြီ။အဲ့ဒီတတဝါကြီးကအပြင်ကိုအကုန်လုံးထွက်မလာသေးပါဘူး။သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းလောက်ပဲထွက်လာသေးတာဖြစ်ပေမဲ့ရေအောက်လိုင်ကူကြီးတစ်ခုလုံးကိုပြင်းနှက်နေစေပါတယ်။
သူ့ရဲ့မရေမတွက်နိုင်တဲ့မျက်လုံးတွေကနေတန့်ကိုစိုက်ကြည့်နေပြီးအုံနောက်တိုင်းတွေစီကိုတိုက်ရိုက်တက်ရောက်စေတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်။စနစ်ပိုင်ရှင်ကိုတွေ့ပြီလို့ဆိုပါတယ်။အဲ့ဒီအတန်ကလူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပျက်စီးသွားစေနိုင်လောက်အောင်ဆက်ဆုပ်ရွံရှာဖွယ်ကောင်းလာပါတယ်။ကျွန်တော်ကိုရှာနေတာလားလို့နေတန့်ကမေးခွန်းထုတ်လိုက်ပါတယ်။ဘာလဲကျွန်တော်ရဲ့အကျွေးတွေကိုဆက်ပေးချင်လို့လားလို့သူကလှောင်ပြောင်လိုက်ပါတယ်။မူလမျိုးစေ့ကိုပေးမလားဒါမှမဟုတ်ရင်အဆုံးစီရင်ခံမလားလို့အဲ့ဒီတရဝါကြီးကဟိန်းဟောက်ပြီးသူ့ရဲ့ကြီးမားလာတဲ့လက်ကြီးနဲ့နေတန့်ကိုဖမ်းဖို့ကြိုးစားပါတယ်။ဒီတစ်ချက်ဖမ်းလိုက်တာတင်ဟင်းလင်းပြင်ကြီးတစ်ခုလုံးကိုပိတ်ဆို့ထားနိုင်တဲ့အစွမ်းရှိပါတယ်။ရှောင်းတိန်မှုနေရာမရှိပါဘူး။နေတန့်ကသူ့ပတ်ဝန်းကျင်ကဟင်းလင်းပြင်ကြီးခဲသွားတယ်လို့ခံစားလိုက်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလုံးဝလှုပ်ရှားလို့မရတော့ပါဘူး။ဒါဟာအဆင့်3ယဉ်ကျေးမှုရဲ့စွမ်းအားပဲဖြစ်ပါတယ်။ဒါဟာအခြေခံနည်းရမတွေအဆင့်မှာလှုပ်ဆောင်တာဖြစ်ပါတယ်။နေတန့်တတိထားပါလို့စရီနာကဆက်သွယ်ရေးကိရိယာတွေကနေကြောက်လန့်တကြားအော်ဟစ်လိုက်ပါတယ်စိတ်မပူပါနဲ့လို့နေတန့်ကပြောပြီးမျက်လုံးမိတ်ကအသက်ကိုပြင်းပြင်းရှူလိုက်ပါတယ်။စနစ်ကျွန်တော်အထူးခွင့်ရေးတစ်ခုဝယ်ချင်တယ်လို့သူကဆိုပါတယ်။ပြောပါကစားသမားလို့စနစ်ကပြန်ဖြေပါတယ်။ဒီနယ်ပယ်တစ်ခုလုံးရဲ့ပိုင်ဆိုင်ခွင့်ကိုကျွန်တော်ဝယ်ချင်တယ်လို့သူကပြောလိုက်တဲ့အခါမှာတော့နေတန့်ရဲ့ရဲတင်းလာတဲ့ဆုံးဖြတ်ချက်ကြောင့်စနစ်ကတော့တစ်စက္ကန့်လောက်ငြိမ်သက်သွားပါတယ်။အဖြေကဘာမြေနယ်ပယ်ရဲ့ပိုင်ဆိုင်ခွင့်ကိုဝယ်ယူဖို့အတွက်အလွန်အမင်းချမ်းသာကြွယ်ဝမှုအမှတ်ပေါင်းကုလေးတသက်လိုအပ်ပါတယ်လို့ဆိုပါတယ်။ကစားသမားရဲ့လက်ရှိလက်ကျန်ခွေကမလုံလောက်ပါဘူးလို့စနစ်ကပြောပါတယ်။ဘသူကကဘာကြီးကိုဝယ်မယ်လို့ပြောလို့လဲလို့နေတန့်ကဆိုပြီးမျက်လုံးတွေကိုဖွင့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးတွေကရွှေရောင်တွေကရှုပ်ထွေးလာတဲ့မိခိုးရောင်ဖြစ်ပြောင်းလဲသွားပါတယ်။ကျွန်တော်ဝယ်ချင်တာကအခုဒီစက္ကန့်မှာအသက်ရှင်နိုင်မဲ့အထူးအကာအကွယ်ပဲဖြစ်ပါတယ်လို့သူကဆိုပါတယ်။ကစားသမားရဲ့ရည်ရွယ်ချက်ကိုစစ်ဆေးတွေ့ရှိပါတယ်။အထူးပစ္စည်းဖြစ်တဲ့နေပယ်ရဲ့သားတော်အကျွင်းမဲ့ဂတိကဝတ်ကိုဖွင့်ပေးလိုက်ပါတယ်လို့ဆိုပါတယ်။ကြာချိန်30စက္ကန့်ဖြစ်ပါတယ်။တန်ဖိုးကတော့လက်ရှိပိုင်ဆိုင်မှုအလုံးကိုသူများအထိရှော့ချပစ်ဖို့ဖြစ်ပါတယ်လို့စနစ်ကပြောပါတယ်။ပိုင်ဆိုင်မှုအလုံးကိုဖျက်ဆီးပစ်ဖို့နေတန့်ကတစ်စက္ကန့်တောင်မစင်စားပဲဆုံးဖြတ်လိုက်ပါတယ်။ဘီလီယံပေါင်းများစွာထရီလီယံပေါင်းများစွာသောငွေကြေးတွေဖြစ်ပါတယ်။လုပ်လိုက်တော့ငွေဆိုတာပြန်ရှာလို့ရပါတယ်။ကျွန်တော်တည်သွားရင်ဒါမှမဟုတ်ဒီကဘာကြီးပျက်စီးသွားရင်တော့ကစားပွဲကတကယ်ပြီးဆုံးသွားမှာပဲလို့သူကဆိုပါတယ်။အယောင်အဝယ်ပြီးဆုံးသွားပါပြီကစားသမားရဲ့လက်ကျန်ငွေကသူ့မြဖြစ်သွားပါပြီ။နေပယ်ရဲ့သားတော်စနစ်ကိုစတင်လိုက်ပါပြီ။နောက်ထပ်30စက္ကန့်အတွင်းမှာတော့နေတန့်ဟာဒီစကြဝဠာရဲ့အရှင်သခင်ဖြစ်လာပါပြီ။ဖော်ပြလို့မရနိုင်တဲ့အကျွေးမဲ့စွမ်းအားတွေကနေတန့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုစီးဝင်လာပါတယ်။သူ့ပတ်ဝန်းကျင်ကပိတ်ဆို့ထားတဲ့ဟင်းလင်းပြင်ကြီးကဖန်သားပြင်တစ်ခုလိုကွဲအပ်သွားပါတယ်။နေတန့်ကလှုပ်ရှားလိုက်ပါတယ်။သူကအဲ့ဒီလက်ကြီးကိုရှောင်မပြေးပဲတက်တက်တိုးဝင်သွားပါတယ်။သူ့လက်ထဲက3ခွက်လန်ကလည်းပြောက်ကွယ်သွားပါတယ်။အဲ့ဒီအစားသူ့လက်ထဲမှာတာမန်တဲအိုးတစ်လုံးပေါ်လာပါတယ်။ဟုတ်ပါတယ်။ဒါကစနစ်ကပေးတဲ့ကံကောင်းစင်မဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ဒါကိုခန်းစားလိုက်စမ်းလို့နေတန့်ကဟိန်းဟောက်ပြီးအဲ့ဒီတဲအိုးနဲ့အနက်ဆိုင်ဆုံးနေပယ်ရဲ့အရှင်သခင်ရဲ့လက်ညှိုးကိုရိုက်ချလိုက်ပါတယ်။တတ်တူအချင်းချင်းရိုက်ခတ်မိတဲ့ဆူရှာတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်။မဖြစ်နိုင်တာကြီးဖြစ်လာပါပြီ။ကဘာကျိုးတစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတဲ့အဆင့်3ယဉ်ကျေးမှုတရဝါကြီးရဲ့လက်ညှိုးဟာတဲအိုးတစ်လုံးနဲ့ရိုက်ခံရပြီးကျိုးသွားပါတယ်။အဲ့ဒီမကောင်းဆိုးဝါးကြီးကဇဝေဇဝါဖြစ်မှုတွေနဲ့နာကျင်မှုတွေကြောင့်အော်ဟစ်လိုက်ပါတယ်။သူနားမလည်နိုင်ပါဘူး။ဒါကမဖြစ်နိုင်တာပဲဖြစ်ပါတယ်။မပြီးသေးဘူးလို့နေတန့်ကဆိုပြီးအဲ့ဒီတရဝါကြီးရဲ့မျက်လုံးကြီးရှိမှချက်ချင်းပေါ်လာပါတယ်။ဒါကမင်းတို့အမဲလိုက်ခဲ့တဲ့ယဉ်ကျေးမှုတွေအားလုံးအတွက်ပဲလို့ဆိုပြီးမျက်လုံးကြီးတစ်ခုကိုရိုက်ခွဲလိုက်ပါတယ်။အစိမ်းရောင်ရည်တွေကနေရာအနှံ့ကိုပန်းထွက်သွားပါတယ်။ဒါကတော့မင်းကအရန်ရုပ်ဆိုပြီးကျွန်တော်ရဲ့စရီနာကိုကြောက်အောင်လုပ်လို့ပဲလို့ဆိုပြီးနောက်ထပ်မျက်လုံးတစ်ခုကိုထပ်မံရိုက်ခွဲလိုက်ပါတယ်။ဒါကတော့ကျွန်တော်ကိုပတ်စံတပြားမှမရှိအောင်လုပ်လို့ပဲလို့ဆိုပြီးနေတန့်ကအလွန်မြန်တဲ့အချိန်နဲ့အဲ့ဒီမျက်နှာကြီးကိုစက္ကန့်ပိုင်းအတွင်းမှာအချိန်ပေါင်းထောင်ချောင်းမကရိုက်နှက်လိုက်ပါတယ်။ရိုက်ချက်တိုင်းကပြင်းထန်လာပြီးအဲ့ဒီတရဝါကြီးကိုကြောက်လန့်တုန်လှုပ်စေပါတယ်။အနက်ဆိုင်ဆုံးနေပယ်ရဲ့အရှင်သခင်ဟာသူတစ်ခါမှမခံစားဘူးတဲ့ကြောက်ရွံ့မှုတွေကိုခံစားနေရပါတယ်။ဒီလူသားကထူးဆန်းနေပါတယ်။ဒီစွမ်းအားကနိယာမရီရဲ့အထက်မှာရှိနေပါတယ်။နောက်ဆုံးမှာတော့နေတန့်ကကောင်းကင်ယံစီကိုခုန်တက်လိုက်ပြီးသူ့ရဲ့နောက်ဆုံးရိုက်ချက်နဲ့အဲ့ဒီတရဝါကြီးရဲ့နဖူးကိုရိုက်ချလိုက်ပါတယ်။ဒီကနေထွက်သွားတော့လို့သူကဆိုပါတယ်။အဲ့ဒီတစ်ချက်ထဲနဲ့အရှင်သခင်ရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးဟာအနက်ရောင်ဝဲပြည့်တဲ့ထဲကိုပြန်လည်လွင့်ထွက်သွားပါတယ်။ငါပြန်လာခဲ့မယ်လို့အဲ့ဒီတရဝါကြီးကဒေါသတကြီးဟိဟောက်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတော့အနက်ဆိုင်ဆုံးနယ်ပယ်ထဲကိုပြုတ်ကျသွားပါတယ်။ဝဲပြည့်ကြီးမပိတ်ခင်မှာပဲနေတန့်ကစနစ်စီကနေရရှိထားတဲ့ဟင်းလင်းပြင်ကိုပြတ်ချက်သွားစေတဲ့ပစ္စည်းတစ်ခုကိုထုတ်လိုက်ပါတယ်။ဒါဟာရေစရာကောင်းတဲ့မျက်နှာလေးဆွဲထားတဲ့စက်ကူလေးတစ်ရွက်ပဲဖြစ်ပါတယ်။ဒါကတော့အိမ်ပြန်လက်ဆောင်ပေါ်လို့ဆိုပြီးနေတန့်ကအဲ့ဒီစက်ကူလေးကိုဝဲပြည့်ထဲကိုပစ်ထည့်လိုက်ပါတယ်။နှုတ်ဆက်ခဲ့ပါတယ်လို့သူကဆိုလိုက်တဲ့အခါမှာတော့ဝဲပြည့်ကြီးကပြင်းထန်စွာကျုံသွားပါတယ်။အဲ့ဒီစက်ကူလေးရဲ့အစွမ်းကြောင့်ဟင်းလင်းပြင်ကြီးကပြတ်ချက်သွားပြီးအနက်ဆိုင်ဆုံးနယ်ပယ်စီကိုသွားတဲ့တကားပေါက်ကြီးဟာချက်ချင်းပဲပကြီးကားတစ်ချက်လိုဖြစ်သွားပါတယ်။အဲ့ဒီထဲမှာတော့ကြောက်လန့်နေတဲ့အဲ့ဒီတရဝါကြီးရဲ့မျက်နှာကြီးကခဲနေပါတယ်။အရာအလုံးငြိမ်သက်သွားပါပြီ။နယ်ပယ်ရဲ့သားတော်စနစ်လည်းပြီးဆုံးသွားပါပြီ။ဂုဏ်ယူပါတယ်ကစားသမား။နတ်ဖျားကိုတက်ဖြတ်သူဆိုတဲ့အောင်မြင်မှုကိုရရှိသွားပါပြီ။လက်ရှိလက်ကျန်ငွေကတော့သူများဖြစ်ပါတယ်လို့စနစ်ကဆိုပါတယ်။နေတန့်ကပင်လယ်ကျမ်းပြင်ကအပြက်စီးတွေကြားမှာပေါ်လို့ပေါ်နေပါတယ်။သူကသူ့ရဲ့အိတ်ကက်တွေကိုစမ်းကြည့်လိုက်ပါတယ်။တကယ်ကိုတပြားမှမကြံတော့ပါဘူး။သူမြစ်ဝါမျိုးကိုပြန်ဖို့အတွက်တောင်ပတ်စံမရှိတော့ပါဘူးစိတ်လိုက်မှန်ပါလုံးမိတာကတကယ်ငရဲပဲလို့နေတန့်ကတက်ပြင်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရေငုပ်တင်မောလေးတစ်စီးကသူ့စီကိုဥတီလာပါတယ်ဒါကတော့စရီနာကစကိုင်းဖောစစ်တင်မောရဲ့ကယ်ဆယ်ရေးရင်နဲ့သူ့ကိုလာကြူတာဖြစ်ပါတယ်တကားပွင့်သွားတဲ့အခါမှာတော့စရီနာကချက်ချင်းပဲရေကူးထွက်လာပြီးနေတန့်ကိုဖတ်ထားလိုက်ပါတယ်ကျွန်တော်တို့နိုင်ပြီနော်ဟုတ်တယ်ကျွန်တော်တို့နိုင်ပြီလို့နေတန့်ကခါသီးစွာပြုံးရင်ပြောလိုက်ပါတယ်ဒါပေမဲ့စရီနာကျွန်တော်မှသတင်းဆိုးတစ်ခုရှိတယ်လို့သူကဆိုပါတယ်ဘာဖြစ်လို့လဲလို့စရီနာကစိုးရိမ်တကြီးမေးပါတယ်ကျွန်တော်ပတ်စံတပြားမှမရှိတော့ဘူးတကယ်ကိုသူတောင်းစားဖြစ်သွားပြီလို့သူကပြောလိုက်ပါတယ်စရီနာကခဏလောက်ကြည့်နေပြီးမှတဟားဟားနဲ့ရင်မောလိုက်ပါတယ်။သူမကနေတန့်ရဲ့မျက်နှာကိုကင်ပြီးနမ်းလိုက်ပါတယ်
ရပါတယ်အရင်ကရှင်ကျွန်တော်ကိုစောင့်ရှောက်ခဲ့တာပဲအခုတော့ကျွန်တော်အလှည့်ပေါ့ရှင်မိနေပြီလားကျွန်တော်က Wu Corporation ရှမ်းအုပ်စုနဲ့အတလန်တပန်တို့ရဲ့ဥက္ကဋ္ဌလေးလို့ဆိုပါတယ်နေတက်လဲလိုက်ပြီးရေမောလိုက်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ဇနီးရဲ့လက်အောက်မှာပဲနေရတော့မယ်ထင်တယ်လို့သူကဆိုပါတယ်သူတို့နှစ်ယောက်ရေမျက်နှာပြင်ပေါ်ကိုတက်လာတဲ့အခါမှာတော့လွမ်းဆွနေရတဲ့နေအောင်ကြီးကိုမြင်တွေ့လိုက်ရပါတယ်ပစိဖိတ်သမုဒ္ဒရာကြီးကပြန်လည်ငြိမ်သက်သွားပါပြီဒါပေမဲ့ဒါကယာယီငြိမ်သက်မှုပဲဖြစ်တယ်ဆိုတာကိုနေတန်းသိပါတယ်အဲ့ဒီတရဝါကြီးရဲ့နောက်ဆုံးစကားတွေနဲ့စနစ်ရဲ့မူလမျိုးစေ့အကြောင်းသတိပေးချက်တွေကပိုပြီးကြီးမားတဲ့အရာတစ်ခုစီကိုညွှန်ပြနေပါတယ်စနစ်ဆိုတာတကယ်ကဘာကြီးလဲဘာဖြစ်လို့ဒီအဆင့်မြင့်တရဝါတွေကဒါကိုလူနေကြတာလဲကစားသမားဟာဒုတိယအဆင့်တိုက်ခိုက်ရေးမစ်ရှင်တွေအားလုံးကိုပြီးဆုံးသွားပါပြီနောက်ဆုံးမစ်ရှင်ဖြစ်တဲ့စနစ်ရဲ့မူလအစကိုစတင်လိုက်ပါပြီကစားသမားအနေနဲ့ကွန်လုံတောင်တန်းကတင်မင်းတမန်ချိုင်ဝမ်စီကိုတွားရောက်ပါအဲ့ဒီမှာအရင်ကစနစ်ပိုင်ရှင်ရဲ့အကျွင်းကြံတွေကိုတွေ့ရပါလိမ့်မယ်လို့စနစ်ကဆိုပါတယ်နေတန်းကပြကွက်ကိုစိုက်ကြည့်လိုက်ပါတယ်အရင်ကစနစ်ပိုင်ရှင်ရဲ့အကျွင်းကြံတွေပေါ့ဒါဆိုရင်ဒီဇလန်ကတာမန်သူရဲကောင်းဇလန်တစ်ခုမဟုတ်တော့ပါဘူးဒါကနှစ်ပေါင်းများစွာကြာအောင်ကြံစီထားတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်စရီနာအိမ်ပြန်ပြီးပြင်ဆင်ကြဆိုလို့နေတန်းကအဝေးကမိုးကုတ်ဆက်ဝိုင်းကိုကြည့်ပြီးပြောလိုက်ပါတယ်အခုကတော့နောက်ဆုံးအခန်းကဏ္ဍကိုစတင်ရမယ့်အချိန်ဖြစ်ပါတယ်အရာအလုံးရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်ရမယ့်အချိန်မှာပဲကွန်လုံတောင်တန်းကတင်မင်းတမန်ချိုင်ဝမ်ကိုတော့ငရဲတကားဝါလို့လူသိများကြပါတယ်တစ်နှစ်ပတ်လုံးမိုးကြိုးမုန်တိုင်းတွေတိုက်ခတ်နေပြီးတန်လိုက်လိုင်းတွေလည်းရှုပ်ထွေးနေပါတယ်နှစ်ပေါင်းများစွာကြာအောင်တရိတ်ဆန်ကြောင်းသူတွေနဲ့စူးစမ်းရှာဖွေသူတွေအများကြီးဒီနေရာမှာအသက်ဆုံးရှုံးခဲ့ကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့မိုးချင်းတန်တွေကအရင်ကထပ်ပိုပြီးပြင်းထန်နေပါတယ်ခရမ်းရောင်မိုးကြိုးတန်းကြီးတစ်ခုကကောင်းကင်ကိုဖျက်တောက်သွားပြီးနှင်းတွေဖုံးလွှမ်းနေတဲ့ချိုင်ဝမ်ကျန်းပြင်ကိုရိုက်ခတ်လိုက်ပါတယ်နက်မောင်နဲ့စကိုင်းဖောစစ်တင်မောကြီးကတော့မိုးကြိုးတွေကိုဂယုမဆိုင်ပဲချိုင်ဝမ်ရဲ့အလဲဘိုးစီကိုဆင်းသက်လာပါတယ်တကားပွင့်သွားတဲ့အခါမှာတော့အေးဆက်လာတဲ့လေတွေတိုက်ခတ်လာပါတယ်နေတန်းကစရီနာလက်ကိုဆွဲပြီးအပြင်ကိုထွက်လာပါတယ်သူကတိုက်ခိုက်ရေးဝတ်စုံတွေကိုမဝတ်ထားတော့ပဲတာမန်အနက်ရောင်အင်ဂျီတစ်ထဲကိုပဲဝတ်ဆင်ထားပါတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့ကွန်လုံတောင်ကရေခဲတွေထပ်ပိုပြီးနှက်ဆိုင်နေပါတယ်ဒါကအဆုံးသက်လားလို့စရီနာကအပြက်စီးတွေကိုကြည့်ပြီးမေးပါတယ်ဒါကအဆုံးသက်လဲဖြစ်တယ်လို့အစလဲဖြစ်ပါတယ်လို့နေတန်းကဆိုပြီးစနစ်ရဲ့ကိရိယာကိုစစ်ဆေးလိုက်ပါတယ်မူလမျိုးစေ့ကိုပြနေတဲ့အမှတ်လေးကပြကွက်ပေါ်မှာနေရဲတောက်ကနေပြီးသူတို့ရဲ့ခြေထောက်အောက်တက်တဲ့မှာရှိနေတာဖြစ်ပါတယ်သူကြဆိုလို့သူကဆိုပါတယ်အရေးစစ်တီတော်တွေကလေဆာတူးဖော်ရေးကိရိယာတွေနဲ့ချိုင်ဝမ်ကျန်းပြင်ကကြီးမားလာတဲ့ကြောက်တုံးကြီးတွေကိုစတင်တူးဖော်လိုက်ကြပါတယ်ပြင်းထန်လာတဲ့အပူရှင်ကြောင့်ကြောက်တုံးတွေအရေးပြောသွားတဲ့အခါမှာတော့အံ့ဩစရာကောင်းလာတဲ့လှုပ်ဝက်ချက်တစ်ခုပေါ်လာပါတယ်ဒါကကြောက်တုံးမဟုတ်ပါဘူးဒါဟာမြေအောက်မှာနှစ်ပေါင်းထောင်ချောင်းမကမြုပ်နှံထားတဲ့ရှေးဟောင်းကြီးဝါစစ်တင်မောကြီးတစ်စီးဖြစ်ပါတယ်ဒါဟာရှေးကြပေမဲ့ခန့်ညားထဲဝါလာပြီးမျက်နှာပြင်ပေါ်မှာလည်းရှေးဟောင်းမိုးကြိုးတိမ်တိုက်ပုံစံတွေကိုထွင်းထူထားပါတယ်တင်မောရဲ့ဥပိုင်ကတော့ပြင်းထန်လာတဲ့ငကားကောင်းပုံသဏ္ဍာန်ရှိပါတယ်နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမဲ့ဒါဟာအရှိန်ဝါကြီးမားစွာတည်ရှိနေစေဖြစ်ပါတယ်ဒါဟာချင်းမင်းဆက်ကပုံစံမျိုးဖြစ်ပါတယ်ပထမဆုံးအေဂရစ်မင်းကြီးရဲ့တနာရီတွေကတကယ်ပဲလားနေတန်းကအသက်ကိုပြင်းပြရှူလိုက်ပြီးစရီနာကိုခေါ်ကာအထဲကိုဝင်သွားပါတယ်ပထမဆုံးအေဂရစ်မင်းကြီးရဲ့စစ်တင်မောစီကိုကြိုဆိုပါတယ်လို့သူကဆိုပါတယ်အတွင်းပိုင်းကတော့သူတို့ထင်ထားသလိုမှောင်မဲမနေပါဘူးနေတန်းကအထီးကထိန်းချုပ်ခန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့မရေမတွက်နိုင်တဲ့မိအိမ်တွေကအလိုလျောက်လင်းထိန်လာပါတယ်ခမ်းမရဲ့အလဲဘဟုမှာတော့အနက်ရောင်ရွှေတွေနဲ့ပြုလုပ်ထားတဲ့ရာဇပလင်တစ်ခုရှိနေပါတယ်အဲ့ဒီပလင်ပေါ်မှာတော့ငကားရုပ်ပါတဲ့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့အယိုးစုတစ်ခုထိုင်နေပါတယ်အယိုးစုတက်တက်ပဲကျန်တော့တာဖြစ်ပေမဲ့သူ့ရဲ့လက်တစ်ဖက်ကတရိုးကိုစုပ်ကင်ထားပြီးသူ့ရဲ့အကြည့်တွေကတော့ကောင်းကင်ရန်စီကိုစိုက်ကြည့်နေစေဖြစ်ပါတယ်အရာအလုံးကိုအောင်နိုင်ခဲ့တဲ့သူ့ရဲ့အရှိန်ဝါနဲ့ရီမန်းချက်တွေကနှစ်ပေါင်း2000ကြာသွားတာတောင်မှလူတစ်ယောက်ကိုဒူးထောက်ရှုံးပေးခြင်းစိတ်ပေါက်သွားစေလောက်အောင်ပြင်းထန်လာပါတယ်အဲ့ဒီအယိုးစုရဲ့ရှေ့မှာတော့အဖြူရောင်အလင်းဖြော့ဖြော့လင်းနေတဲ့ပစ္စည်းတွေတစ်ခုပေါ်ပေါ်နေပါတယ်ဒါဟာမူလမျိုးစေ့ပဲဖြစ်ပါတယ်စနစ်တာကအရင်ကကစားသမားလာလို့နေတန်းကတိုးတိုးလေးမေးလိုက်ပါတယ်ဟုတ်ပါတယ်လို့စနစ်ကပြန်ဖြေပါတယ်စနစ်ရဲ့အေးဆက်လာတဲ့အတန်ထဲမှာပထမဆုံးအကြိမ်ဖြစ်ဝမ်းနည်းမှုအရေးရောင်လေးပါဝင်နေပါတယ်အရင်ကကစားသမားရင်းကြံလှုပ်ဝက်အမီပထမဆုံးတကားစနစ်ပါရှင်တတမတူညလို့ဆိုပါတယ်ယဉ်ကျေးမှုစစ်ပွဲကြောင့်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်အနက်ဆိုင်ဆုံးနယ်ပယ်ရဲ့ပထမဆုံးအကြိမ်ကျူးကျော်မှုကိုတွန်းလှန်မှုအတွက်သူဟာစနစ်ရဲ့အမတ်တွေအားလုံးကိုအသုံးပြုခဲ့ရပြီးသူ့ရဲ့အသက်ဆွမ်းအားတွေကိုပါထုတ်သုံးကာကိုပြည်ထောင်ကာကွယ်လို့ခေါ်တဲ့မဟာတတိုင်းကြီးရဲ့ကာကွယ်ရေးစနစ်ကိုအသက်သွင်းခဲ့ပါတယ်သူဟာစွမ်းရည်တွေအကုန်လုံးကုန်ခန်းသွားပြီးတည်ဆုံးခဲ့တာဖြစ်ပါတယ်နေတန်းကသူ့ကိုလေးစားစွာနဲ့ဥညွတ်လိုက်ပါတယ်ဒါဆိုရင်မဟာတတိုင်းကြီးဆိုတာမြောက်ဘက်ကကျူးကျော်သူတွေကိုကာကွယ်ဖို့တင်မဟုတ်ပါဘူးဒါဟာကောင်းကင်ယံကကျူးကျော်သူတွေကိုကာကွယ်ဖို့အတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲမူလမျိုးစေ့ကတုံခါလာပြီးအယိုးစုစီကနေပုံရိပ်ရောင်တစ်ခုထွက်ပေါ်လာပါတယ်ဒါဟာခန့်ညားထဲဝါလာတဲ့လူလက်ပိုင်းအမျိုးသားတစ်ယောက်ရဲ့ပုံရိပ်ဖြစ်ပါတယ်ပုံရိပ်ရောင်တက်တက်ပဲဖြစ်ပေမဲ့သူ့ရဲ့မျက်လုံးတွေကအချိန်ကာလတွေကိုဖောက်ထွက်ပြီးကြည့်နေတယ်လို့ပါပဲခန့်ညားလာတဲ့အတန်ကြီးကခမ်းမတစ်ခုလုံးမှာဟိမ့်ထွက်သွားပါတယ်မင်းဒီသတင်းစကားကိုမြင်ရတဲ့အချိန်မှာငါရှိတော့မှာမဟုတ်ပါဘူးငါဟာပြည်တော်6ခုကိုစီးလုံးစေခဲ့တယ်စာပေတွေကိုစံနှုန်းတစ်ခုလေးဖြစ်အောင်လုပ်ခဲ့တယ်လမ်းပတ်ဆက်သွယ်ရေးတွေကိုလည်းတပြေးညီဖြစ်အောင်လုပ်ခဲ့တယ်ဒီမြေပေါ်မှာထာဝရငြိမ်းချမ်းမှုရှိလိမ့်မယ်လို့ငါယုံကြည်ခဲ့ပေမဲ့ငါတို့ရဲ့ကဘာပြင်ပမှာပိုပြီးကြီးမားတဲ့ကဘာတွေရှိနေပါသေးတယ်လောဘကြီးလာတဲ့အနက်ဆိုင်ဆုံးနယ်ပယ်ကတရဝတွေဟာကဘာမြေရဲ့တည်နေရာကိုလိုချင်နေကြတယ်ငါဟာနိုင်ငံရဲ့အင်အားတွေအကုန်လုံးကိုအသုံးပြုပြီးကြီးမားလာတဲ့ဆက်ရုပ်စစ်တီတော်12ကောင်နဲ့မဟာတတိုင်းရဲ့ခုခံရေးစနစ်တွေကိုတိစောက်ခဲ့တယ်လို့ဆိုပါတယ်ငါသူတို့ကိုတွန်းလှန်နိုင်ခဲ့ပေမဲ့သူတို့ပြန်လာအောင်မယ်ဆိုတာကိုငါသိပါတယ်ဒါကြောင့်ငါရဲ့မပြီးဆုံးသေးတဲ့ရည်မှန်းချက်တွေနဲ့နောက်ဆုံးအမွေအနှစ်တွေကိုမူလမျိုးစေ့ထဲမှာခြံထားခဲ့ပါတယ်မင်းကဒီကဘာကြီးကိုချစ်မြတ်နိုးတဲ့သူဆိုရင်ဒါကိုလက်ခံလိုက်ပါငါကိုစားဒီလပတဲ့မြေကဘာကိုစောက်ရှောက်ပေးပါလို့ပြောပြီးပုံရိပ်ကပြောက်ကွယ်သွားပါတယ်
နေတန်းကအကြာကြီးတိတ်ဆိတ်နေပြီးမှရှေ့ကိုတိုးသွားကမူလမျိုးစေ့ကိုစုပ်ကိုင်လိုက်ပါတယ်နေတန်းရဲ့မျက်လုံးတွေထဲမှာခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိနေပါတယ်ခမည်းမပြီးဆုံးခဲ့တဲ့စစ်ပွဲကိုကျွန်တော်ဆက်တိုက်ပေးပါမယ်ခမည်းမသုံးခဲ့ရတဲ့ငွေတွေကိုလည်းကျွန်တော်သုံးပေးပါမယ်လို့သူကဆိုပါတယ်မူလမျိုးစေ့ကနေတန်းရဲ့လက်ထဲမှာအရေးပြောသွားပါတယ်မရေမတွက်နိုင်တဲ့အချက်လက်တွေရင်းကျက်ရဲ့မှတ်ဉာဏ်တွေရှေးဟောင်းနည်းပညာတွေနဲ့ကမ္ဘာမြေရဲ့ကာကွယ်ရေးစနစ်တွေအားလုံးကနေတန်းရဲ့အုံနောက်ထဲကိုစီးဝင်လာပါတယ်မူလမျိုးစေ့နဲ့ပေါင်းစပ်မှုပြီးဆုံးသွားပါပြီအလွန်မင်းချမ်းသာကြွယ်ဝမှုစနစ်ရဲ့နောက်ဆုံးပုံစံကိုအသက်သွင်းလိုက်ပါပြီဒါဟာကမ္ဘာမြေအုပ်ချုပ်သူစနစ်ဖြစ်ပါတယ်ဂုဏ်ယူပါတယ်ကစားသမားခမည်းဟာပထမဆုံးအေဂရစ်မင်းကြီးရဲ့အမွေနဲ့အကောင့်ကိုဆက်ခံလိုက်ပါပြီလက်ရှိလက်ကျန်ငွေကတော့ကိန်းဂဏန်းတွေနဲ့ဖော်ပြလို့မရနိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ခမည်းဆက်ခံလိုက်တာကအင်ပါယာကြီးရဲ့ကြွယ်ဝမှုတွေနဲ့နှစ်ပေါင်း9000ကျော်ကကံကြမ္မာတွေဖြစ်လို့ပါပဲလို့စနစ်ကဆိုပါတယ်နေတန်းကမူလမျိုးစေ့နဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာပဲအပြင်လောကကြီးမှာရှုပ်ထွေးမှုတွေဖြစ်ပေါ်လာပါတယ်။ကွန်လုံတောင်တန်းပေါ်ကကောင်းကင်ကြီးကပြိုကျလာပါတယ်။အရင်ကလိုအကြောင်းလေးတွေမဟုတ်တော့ပဲကောင်းကင်တစ်ခုလုံးတွေးလို့หนีရဲသွားတာဖြစ်ပါတယ်။မရေမတွက်နိုင်တဲ့အနက်ရောင်စစ်သင်းမောကြီးတွေကကျိုင်းကောင်အုပ်ကြီးလိုကောင်းကင်ရံကနေဆင်းသက်လာပါတယ်။ဒါဟာအနက်ရှိုင်းဆုံးနယ်ပယ်ရဲ့အဓိကစစ်တပ်ကြီးဖြစ်ပါတယ်။သူတို့ဟာကမ္ဘာမြေရဲ့ဒီနေရာကိုအတည်ပြုနိုင်ခဲ့ပြီးအလုံးရင်းနဲ့ကျူးကျော်လာတာဖြစ်ပါတယ်။တတိပေးချက်ကမ္ဘာကျိုးကိုဖျက်ဆီးမဲ့တိုက်ခိုက်မှုတွေကိုတွေ့ရှိပါတယ်။ရန်သူတင်မောအစင်ပေါင်း3သိန်းရှိပါတယ်ကဘာကြီးပျက်စီးဖို့အတွက်10မိနစ်ပဲလိုပါတော့တယ်လို့စနစ်ကဆိုပါတယ်။စရီနာကသူမရဲ့လက်ပတ်နာရီကတတိပေးချက်ကိုကြည့်ပြီးမျက်နှာပြတ်သွားပါတယ်။နေတန်းကျွန်တော်တို့တကယ်ပဲသူတို့ကိုတားဆီးနိုင်ပါမလားလို့သူမကမေးပါတယ်။ဒါဟာစစ်တင်မောအစင်ပေါင်း3သိန်းဖြစ်ပါတယ်။နေတန်းကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးတွေကရွှေရောင်ဖြစ်ပြောင်းလဲသွားပြီးအုပ်ချုပ်သူတယောက်ရဲ့အရှိန်အဝါတွေထွက်ပေါ်လာပါတယ်။သူကသူ့ရဲ့အကောင့်ကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ညဖြစ်နေသေးပါပဲ။ဒါပေမဲ့ရွှေရောင်ငကားရုပ်ပါတဲ့အမွေနဲ့အကောင့်ကတော့တောက်ပနေပါတယ်။နေတန်းကယုံကြည်မှုအပြည့်နဲ့ပြုံးလိုက်ပါတယ်။ဘာကိုစောင့်နေမှလဲ။ဘိုးဘေးတွေကကျွန်တော်အတွက်အမွေတွေချန်ထားခဲ့မှတော့ကျွန်တော်ကိုအစွမ်းကုန်လုပ်စေချင်လို့ပေါ့လို့သူကဆိုပါတယ်။နေတန်းကစရီနာလက်ကိုဆွဲပြီးရှေးဟောင်းတင်မောကြီးတဲကနေထွက်လာပါတယ်။သူကတေမင်းတမန်ချိုင်ဝမ်ရဲ့အမြင့်ဆုံးနေရာမှာရပ်ပြီးကောင်းကင်ရံကရန်သူစစ်တပ်ကြီးကိုကြည့်ကလက်ဖြောက်တစ်ချက်တီးလိုက်ပါတယ်။စနစ်ကျွန်တော်ပစ္စည်းတွေဝယ်ချင်တယ်လို့သူကဆိုပါတယ်။ပြောပါကစားသမားလို့စနစ်ကပြန်ဖြေပါတယ်။ကျွန်တော်တမိုင်းစာမျက်နှာတွေကိုပြန်ဝယ်ချင်တယ်။ဆက်ရုပ်စစ်တီတော်12ကောင်ကိုနှိုးလိုက်ပါ။မဟာတတိုင်းရဲ့ခုခံရေးစနစ်ကိုအသက်သွင်းလိုက်ပါ။တရေတစေစစ်တပ်ကြီးကိုလည်းနှိုးလိုက်ပါ။ပေးချေမှုပုံစံကတော့အင်ပါယာကြီးရဲ့နှစ်ပေါင်း9000စာကန်ဂျမာရီနဲ့ပဲဖြစ်ပါတယ်လို့သူကဆိုပါတယ်။ပေးချေမှုကိုအတည်ပြုပါတယ်။အခုပဲနှိုးလိုက်ပါပြီလို့စနစ်ကဆိုပါတယ်။နောက်တစ်စက္ကန့်မှာတော့မြေကဘာတစ်ခုလုံးတုန်ခါသွားပါတယ်။ရှီအမ်မြို့နာကပထမဆုံးအေဂရစ်မင်းကြီးရဲ့ကူပေးမှန်မှာမြေကြီးတွေပြင်းထန်စွာတုန်ခါသွားပါတယ်။ဒါတွေကရှုံရုပ်တွေမဟုတ်ပါဘူး။စစ်တီတော်ရုပ်တုပေါင်းတောင်းတဲ့ချီရဲ့အပြင်ဘက်ကရှွန့်လွာတွေကွာကျသွားပြီးအတွင်းကနီးပညာမြင့်တတုခန္ဓာကိုယ်တွေပေါ်လာပါတယ်။သူတို့ရဲ့မျက်လုံးတွေမှာအနီရောင်လင်းတွေလင်းလာပြီးလက်ထဲကကြေးဝါဓာတ်တွေကလည်းစွမ်းအင်ဓာတ်တွေဖြစ်ပြောင်းလဲသွားပါတယ်။တန်းတဲ့ချီတဲ့စက်ရုပ်စစ်တီတော်တွေကကောင်းကင်ရံစီကိုပြန်တက်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲနေရာအနှံ့ပြားကနေကြီးမားလာတဲ့စက်ရုပ်ကြီး12ကောင်မြေကြီးတဲကနေထွက်ပေါ်လာပါတယ်။တကောင်ချင်းစီကနျူကလ িয়ার စွမ်းအင်တွေလိုပြင်းထန်လာတဲ့စွမ်းအားတွေရှိနေပါတယ်။သူတို့ကကြီးမားလာတဲ့ပစိန်တွေနဲ့လှန်တွေကိုကင်ဆောင်ထားပြီးရှေးဟောင်းစစ်တပ်ဖျားတွေပြန်လည်မွေးဖွားလာတယ်လို့ပါပဲ။ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးကတော့မဟာတတိုင်းကြီးပဲဖြစ်ပါတယ်။မိုင်းပေါင်း1600မကရှည်လျားတဲ့အဲ့ဒီရှေးဟောင်းအဆောက်အုံကြီးကနေရွှေရောင်အလင်းတန်းတွေထွက်ပေါ်လာပါတယ်။အပြင်ဘက်ကအုတ်ခဲတွေကွာကျသွားပြီးအတွင်းထဲမှာနှစ်ပေါင်း2000ကျော်ဖုံးကွယ်ထားတဲ့ခုခံရေးလက်နက်ကြီးတွေပေါ်လာပါတယ်။ဒါကဘာကြီးလဲလို့ဆိုပြီးကောင်းကင်ရံကရန်သူစစ်တပ်ခေါင်းဆောင်ကကြောက်လန့်တကြားအော်ဟစ်လိုက်ပါတယ်။ငါရဲ့နေမြေကိုစော်ကားဖို့ဘသူကခွင့်ပြုချက်ပေးလို့လဲလို့နေတန်းကဆိုလိုက်ပါတယ်။နေတန်းရဲ့အတန်ကကဘာတစ်ခုလုံးမှာဟိမ့်ထွက်သွားပြီးရန်သူတွေရဲ့စိတ်ထဲမှာပောက်ကွဲသွားစေပါတယ်။သူကလက်တစ်ချက်ဝေးရလိုက်တဲ့အခါမှာတော့မဟာတတိုင်းကြီးကကြီးမားလာတဲ့ရွှေရောင်ငကားကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်။မရေမတွက်နိုင်တဲ့အလင်းတန်းတွေကကောင်းကင်ရံစီကိုပြစ်လွတ်လိုက်ပြီးရန်သူစစ်တင်မောတွေကိုစက္ကန့်ပိုင်းတွင်းမှာတင်အရေးပြောပျက်စီးသွားစေပါတယ်။စက်ရုပ်ကြီး12ကောင်ကလည်းကောင်းကင်ရံစီကိုခုန်တက်သွားပြီးသူတို့ရဲ့လက်နက်တွေနဲ့ရန်သူတင်မောကြီးတွေကိုပိုင်းဖြတ်ပစ်လိုက်ပါတယ်။တန်းနဲ့ချီတဲ့စစ်တီတော်တွေကလည်းရန်သူစစ်တပ်ထဲကိုအနက်ရောင်ဒီရေလိုင်းကြီးလိုတိုးဝင်သွားကြပါတယ်။ဒါဟာတမိုင်းတစ်လျှောက်အပြင်းထန်ဆုံးစစ်ပွဲကြီးဖြစ်ပါတယ်။ဒါဟာကမ္ဘာမြေကိုကျူးကျော်သူတွေပေါ်ပြန်လည်တုံ့ပြန်လိုက်တဲ့အတန်ကြီးဖြစ်ပါတယ်။နေတန်းကကွန်လုံတောင်ထိပ်မှာရပ်ပြီးဒီမြင်ကွင်းကိုကြည့်နေပါတယ်။စရီနာလာတယ်မဟုတ်လားလို့သူကမေးပါတယ်။စရီနာကတော့အံ့ဩလုံးလို့စကားတော်မပြောနိုင်ပဲမျက်ရည်တွေဝဲနေပါတယ်။လှပါတယ်။ဒါကတကယ်ကိုမပြီးသေးဘူးလို့နေတန်းကဆိုပြီးကောင်းကင်မှာကြံနေသေးတဲ့အကြီးဆုံးတင်မောကြီးကိုကြည့်လိုက်ပါတယ်ကျွန်တော်အစွမ်းကုန်လုပ်မယ်ဆိုမှတော့အဆုံးထိလုပ်ရမှာပေါ့လို့သူကဆိုပါတယ်နေတန်းကနောက်ဆုံးဝယ်ယူမှုကိုလုပ်လိုက်ပါတယ်ကျွန်တော်ကဘာမြေကိုအဆင့်မြင့်တင်ခြင်းနဲ့ဒီကြိုးကိုအဆင့်၄ယဉ်ကျေးမှုအထိမြင့်တင်ပေးပါလို့သူကဆိုပါတယ်ပေးချေမှုကိုအတည်ပြုပါတယ်ကြန့်ရှိနေတဲ့နိုင်ငံရဲ့ကံကြမ္မာတွေအားလုံးကိုအသုံးပြုပါမယ်ကဘာမြေအဆင့်မြင့်တင်ခြင်းစတင်ပါပြီလို့စနစ်ကဆိုပါတယ်ကဘာမြေရဲ့အလဲဗဟိုကနေစကြဝဠာတစ်ခုလုံးကိုလင်းထိန်သွားစေမဲ့အလင်းတန်းကြီးထွက်ပေါ်လာပါတယ်အဲ့ဒီစက္ကန့်ပိုင်းတွင်းမှာပဲရန်သူစစ်တပ်ကြီးကနေရောင်အောက်ကနှင်းတွေလိုအကြီးပြောပျက်စီးသွားပါတယ်ပြာတော့မကြံတော့ပါဘူးကဘာချိုကပိုပြီးကြီးမားမလာပေမဲ့သူ့ရဲ့စွမ်းရည်တွေကတော့အစပေါင်းများစွာမြင့်တက်သွားပါတယ်အခုချိန်ကစပြီးဒီအပြာရောင်ဂျိုလေးဟာစကြဝဠာထဲမှာဘယ်သူမှမကျူးကျော်ရဲတဲ့နေမြေတစ်ခုဖြစ်သွားပါပြီ၃လကြာတဲ့အခါမှာတော့ရန်သူတွေအားလုံးဆုတ်ခွာသွားကြပါပြီယဉ်ကျေးမှုတွေပြန်လည်စတင်ခဲ့ပါတယ်ကဘာကြီးကစစ်ပွဲတံကိုအပြင်းထန်ခံခဲ့ရပေမဲ့နေတက်ရဲ့ပြန်လည်တည်ဆောက်မှုတွေကြောင့်မြို့ပြတွေဟာအရင်ကထပ်ပိုပြီးခင်မီလှပလာပါတယ်ကောင်းကင်ရံမှာပေါ်လို့ပေါ်နေတဲ့နန်းတော်ကြီးတစ်ခုမှာတော့မင်္ဂလာပွဲတစ်ခုကျင်းပနေပါတယ်။စရီနာကတော့ထာဝရအချစ်ကလို့အမည်ရတဲ့မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားပါတယ်
ဒီဝစ်စုံကိုတော့နေတန်းကရန်သူတင်မောရဲ့အမခံပစ္စည်းတွေနဲ့ပင်လယ်ရင်းနှစ်ပိုင်းကပလဲတွေကိုအသုံးပြုပြီးပြုလုပ်ပေးထားတာဖြစ်ပါတယ်။ဒါဟာတန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။သူမကအရန်ကိုလှပနေပါတယ်။သူမကသူမရဲ့ဖခင်နဲ့အတူကော်စောနီပေါ်မှာလမ်းလျှောက်လာပြီးနေတန်းစီကိုလာနေပါတယ်။နေတန်းကတော့အခုချိန်မှာကဘာမြေရဲ့အုပ်ချုပ်သူလူသားမျိုးနွယ်ရဲ့အဆောင်ရှောက်ဖြစ်နေပေမဲ့သူကတော့ကောင်းလေးတစ်ယောက်လိုပြုံးနေပြီးသူ့ရဲ့ဇနီးလောင်းကိုပဲစိုက်ကြည့်နေပါတယ်။ကန်ဒီလေးကတော့ပန်းကျဲတဲ့ကောင်မလေးအဖြစ်နောက်ကနေလိုက်လာပြီးပျော်လုံးလို့အားချိုင်လေးတွေပေါ်အောင်ပြုံးနေပါတယ်။နေတန်းလို့ဆိုပြီးလူကြီးတစ်ယောက်ကခေါ်လိုက်ပါတယ်။မင်းကစရီနာကိုချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေမင်းရဲ့ဇနီးအဖြစ်လက်ခံပါသလားလို့မေးပါတယ်။ဆင်းရဲသည်ဖြစ်စေဆိုတဲ့စကားလုံးကိုကြားတဲ့အခါမှာတော့ဧည့်သည်တွေအားလုံးကရင်မောလိုက်ကြပါတယ်။နေတန်းရဲ့ကိုယ်ပိုင်အကောင့်ကသူ့ညဖြစ်နေပေမဲ့သူကကဘာတစ်ခုလုံးကိုပိုင်ဆိုင်ထားတယ်ဆိုတာကိုအားလုံးသိကြလို့ပဲဖြစ်ပါတယ်။လက်ခံပါတယ်လို့နေတန်းကစရီနာမျက်လုံးတွေကိုကြည့်ပြီးစိတ်ရင်းနဲ့ပြောလိုက်ပါတယ်။စရီနာမင်းကောနေတန်းကိုမင်းရဲ့ခင်မွန်းအဖြစ်လက်ခံပါသလားလို့မေးတဲ့အခါမှာတော့စရီနာကမေးခွန်းတောင်မဆုံးသေးခင်မှာပဲလက်ခံပါတယ်လို့ချက်ချင်းဖြေလိုက်တဲ့အတွက်တခါမှလုံးရင်မောတန်တွေနဲ့ပြည့်နေသွားပါတယ်။သူတို့နှစ်ယောက်ဟာပန်းပွင့်လေးတွေကြားမှာတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားပြီးနမ်းလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲနေတန်းရဲ့စိတ်ထဲမှာရင်းနှီးနေတဲ့အတန်လေးတစ်ခုထွက်ပေါ်လာပါတယ်။ဂုဏ်ယူပါတယ်ကစားသမား။အကြီးကမစ်ရှင်တွေအားလုံးပြီးဆုံးသွားပါပြီ။အလွန်အမင်းချမ်းသာကြွယ်ဝမှုစနစ်ရဲ့တာဝန်တွေပြီးဆုံးသွားပါပြီ။စနစ်ကိုဖျက်သိမ်းဖို့ပြင်ဆင်နေပါတယ်။နောက်ထပ်ကစားသမားကိုရှာဖွေပါမယ်။နှုတ်ဆက်လက်ဆောင်အနေနဲ့ကစားသမားစီမှာရွှေရောင်မျက်လုံးနဲ့တာမန်ထက်ထုခဲ့တဲ့ခန္ဓာကိုယ်စွမ်းရည်တွေကိုခြံထားပေးခဲ့ပါမယ်။နှုတ်ဆက်ပါတယ်ကစားသမား။ခမ ्या ကိုယ်တိုင်တိဆောက်ခဲ့တဲ့ဒီကဘာကြီးမှာပျော်ရွှင်ပါစေလို့ဆိုပါတယ်။နေတန်းကခဏလောက်ငြိမ်သွားပါတယ်။သူကုံပိုးသမားဘဝကနေကဘာအရှင်တခင်ဖြစ်လာတဲ့အထိအတူရှိခဲ့တဲ့စနစ်ကတကယ်ပဲထွက်သွားတော့မှာဖြစ်ပါတယ်။သူခဏလောက်ဝမ်းနေသွားပေမဲ့စရီနာရဲ့နှွေးထွေးမှုကိုခံစားလိုက်ရတဲ့အခါမှာတော့အဲ့ဒီဝမ်းနေမှုတွေပျောက်ကွယ်သွားပါတယ်။သူဟာစနစ်ကိုမလိုအပ်တော့ပါဘူး။သူ့မှာကဘာပေါ်မှာတန်ဖိုးအရှိဆုံးယတနာတွေရှိနေပြီဖြစ်လို့ပါပဲ။နေတန်းဘာဖြစ်လို့လဲလို့စရီနာကမေးလိုက်ပါတယ်။နေတန်းကတတိပြန်ဝင်လာပြီးသူ့အချစ်ဆုံးအမျိုးသမီးကိုကြည့်ကပြုံးလိုက်ပါတယ်။ဘာမှမဟုတ်ပါဘူး။ကျွန်တော်ရဲ့လျှို့ဝှက်ဆုထားတဲ့ပတ်စံတွေအသိမ်းခံလိုက်ရလို့ပါလို့သူကဆိုပါတယ်။စရီနာကရေမောပြီးသူ့ရဲ့နာနာကိုကတ်ကတိုးတိုးလေးပြောလိုက်ပါတယ်။ရပါတယ်ဒီညတော့ကျမကရှင့်အပိုင်ပဲလေ။ပြီးတော့ကုမ္ပဏီကရထားတဲ့အမျက်ငွေဘီလီယံ100ကိုလည်းဒီကတ်ထဲမှာထည့်ထားပေးတယ်။လှုပ်ဝက်နံပါတ်ကရှင့်ရဲ့မွေးနေ့ပဲလို့ဆိုပြီးသူမကကတ်လေးတစ်ခုကိုနေတန်းလက်ထဲထည့်ပေးလိုက်ပါတယ်။နေတန်းကအဲ့ဒီကတ်လေးကိုကြည့်ပြီးရှက်နေတဲ့သူ့ဇနီးကိုကြည့်ကစဉ်းစားလိုက်ပါတယ်။ဒါကတကယ်ကိုကောင်းတာပဲ။မိမကျွန်တော်တို့ဟန်နီမွန်းသွားကြဆိုဘဲကိုလည်းနေတန်းကကျယ်ရီစုံနေတဲ့ကောင်းကင်ကြီးကိုမောကြည့်လိုက်ပါတယ်။အင်္ဂါဂျိုဘောကနေဝင်ချိန်ကအရန်လာတယ်လို့ကြားဘူးတယ်။ကျွန်တော်တို့ကဘာကြီးကိုဝယ်ပြီးပြီဆိုမှတော့အင်္ဂါဂျိုကိုလည်းသွားပြီးတိဆောက်ကြတာပေါ့လို့သူကဆိုပါတယ်။ဟုတ်ကဲ့ပါရှင်အတုံးဖြုံကြီးတဲ့သူကြီးရဲ့လို့စရီနာကပြန်ဖြေပါတယ်။နေအောင်ကြီးကနှွေးထွေးနေပြီးလေပြေလေးတွေကလည်းအေးမြနေပါတယ်။နေတန်းနဲ့စရီနာတို့ဟာကဘာတစ်ခုလုံးရဲ့ရှေ့မှာသူတို့ရဲ့အနာဂတ်စီကိုရှောင်လန်းသွားကြပါတော့တယ်။အလွန်အမင်းချမ်းသာကြွယ်ဝတဲ့ကစားသမားကြီးရဲ့တဏှာကြီးကတော့ဒီကျယ်ရီရဲ့အောက်မှာထာဝရတည်ရှိနေမှာဖြစ်ပါတယ်